မင်္ဂလာပါရှင်ဒီနေ့လေးမှာတော့လူကြီးမင်းတို့ကိုလှိုင်သာယာမြို့နယ်တွင်းမှာတိဆောက်ဆက်ဖြစ်ပြီးအရန်တန်တဲ့အိမ်လေးတစ်လုံးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ညီမလေးနဲ့တူလိုက်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်အမှတ်154ကကြီးငူဝါလန်15ရက်ကွယ်လှိုင်သာယာမြို့နယ်မှာတည်ရှိတဲ့ Two Store RCC Building ဖြစ်ပါတယ်ရှင်အကျန်းဝအဖြစ်18ပေ53ပေရှိပြီးလက်ရှိမှာတော့အကျန်းထက်ပြီးစီးထားပြီးတကားပေါင်တက်ဆင်ခြင်းစိုက်လက်ဆက်သက်ခြင်းတွေလှုပ်ဆောင်နေရဖြစ်ပါတယ်ရှင်ဈေးနှုန်းအဖြစ်တော့3,900ဝန်းကျင်နဲ့ဆောက်လုပ်ခဲ့ပြီးဖြစ်ပါတယ်မြင်းနီတက်မှာတော့အိတ်ခမ်းနှက်ခမ်းအေခမ်းမီးဖိုချောင်းရေချိုးခဲအိမ်သားတို့စနစ်တကျဖွဲ့စည်းထားပါတယ်ရှင် natural light ကောင်းကောင်းရရှိနိုင်တဲ့ဒီဇိုင်းလေဝင်လေထွက်ကောင်းမွန်တဲ့ room layout အသုံးဝင်မှုမြင့်တဲ့ interior space planning တွေကိုလည်းထည့်သွင်းစဉ်းစားတည်ဆောက်ထားတဲ့အကြောင်းနေထိုင်ရတာတက်တောင့်တက်တာရှိစေမှာဖြစ်ပါတယ်ရှင်အပေါ်တက်လေးကိုလိုက်ပြပေးခြင်းပါတယ်ရှင်ပိတ်သက်တီတူလိုက်ခက်ပေးပါအောင်နော်အားတက်လေးမှာတော့ဖျားခန်းတစ်ခန်းအိတ်ခန်းတစ်ခန်းကျယ်ဝန်းတဲ့ဟောနဲ့မက်ရှင်ရွန်တစ်ခန်းရေချိုးခန်းအိမ်သားတို့ပါဝင်မှာဖြစ်ပါတယ်ရှင်ရှေ့လေးမှာတော့ runner ကျယ်ဝန်းလေးရှိပါတယ်ရှင်ရန်နာလေးရဲ့ဒီဘက်ခြမ်းမှာလည်းပန်းလေးစိုက်လို့ရပါသေးရဲ့နော်ဒီအနောက်ဘက်လေးမှာလည်းလိုက်ကြည့်လို့ဖိတ်ခေါ်ပါရှင်600ဝန်းကျင်အသုံးပြုထားတယ်တန်ဖိုးသင့်အဆောက်အဦဆိုပေမဲ့တကယ်တိဆောက်တဲ့နေရာမှာဒီလိုခိုင်ခန့်ပြီးတော့ quality အပြည့်မီတဲ့ grade အပြည့်ဒီလိုအုတ်တွေကိုပဲအသုံးပြုထားဖြစ်ပါတယ်ရှင်အခုမိတ်ဆက်ပေးခြင်းတဲ့ site လေးကတော့အမှတ်9ရပလက်495အပိုင်9ဝေပုံလလမ်းမှာကြီးလှိုင်သာယာအနောက်ပိုင်းမြို့နယ်ရပ်ကွက်20မှာရှိတဲ့တန်ဖိုးသင့်အချောတဲ့အဆောက်အဦလေးနဲ့မိတ်ဆက်ပေးခြင်းတာဖြစ်ပါတယ်ရှင်ဒီမှာနဲ့တူလိုက်ကြည့်ပေးဖို့ဖိတ်ခေါ်ခြင်းပါတယ်ရှင်အကျန်းအောင်အပြင်19ပေပေး30ရှိပြီး3,600ဝန်းကျင်အသုံးပြုထားတဲ့တန်မိုးတင်အချောတဲ့အဆောက်အဦလေးပဲဖြစ်ပါရှင်။ဘာဂျက်တင်စွာနဲ့ကိုပိုင်အိမ်လေးပိုင်ဆိုင်ခြင်းသူများမိသားစုငယ်များအငှားဝင်ငွေအတွက်ရင်းနှီးမြှုပ်နှံခြင်းတဲ့သူတွေအတွက်အထူးသင့်တော်တဲ့အိမ်လေးတစ်လုံးဖြစ်ပါရှင်။လက်ရှိဆောက်လုပ်နေတဲ့အခြေအနေမှာအုပ်စီလုပ်ငန်းကြောက်လောင်းလုပ်ငန်းအခန်းဖွဲ့စည်းခြင်းတကားပေါင်တက်ဆင်ခြင်းတွေကိုအည်သွေးမြေပစ္စည်းမှာအသုံးပြုပြီးတော့တည်သက်စွာဆောင်ရွက်ပေးနေပါရှင်။ One Store RCC Building ဖြစ်ပြီးအခန်းတစ်ခန်းပါဝင်ကနေထိုင်ရန်အတွက်ပဲဖြစ်ဖြစ်မီနီရှော့ခွင့်မှုအတွက်ပဲဖြစ်ဖြစ်အဆင်ပြေစေမဲ့ structure design ပဲဖြစ်ပါရှင်။ Real Essential Construction and Decoration အနေနဲ့အိမ်ဆောက်လုပ်ခြင်းသာမက design ရေးဆွဲပေးခြင်း interior exterior decoration renovation အဆင့်မြင့် RCC တည်ဆောက်မှုများကိုယုံကြည်စိတ်ချစွာဆောင်ရွက်ပေးနေပါရှင်။အင်ရှင်တွေအနေနဲ့ကနဦး90%ပေးချေပေးရနဲ့ဆောက်လုပ်ရေးအတွက်လိုအပ်တဲ့ပစ္စည်းတွေကိုကြိုတင်ဝယ်ယူထားပြီးရတဲ့အတွက်ပစ္စည်းပြက်လက်တာမျိုးဈေးတက်သွားတာမျိုးတွေကိုအင်ရှင်တွေဘက်ကလုံးဝစိတ်ပူစရာမလိုပါဘူးရှင်အထူးသဖြင့် contract plan နဲ့ဆောင်ရွက်တာဖြစ်လို့နောက်ပိုင်းပစ္စည်းဈေးတွေဘယ်လောက်ပဲတက်တဲ့ထပ်ဆောင်ငွေပေးရတာမျိုးမရှိဘဲနဲ့သဘောတူထားတဲ့ဈေးနှုန်းအတိုင်းသာဆောက်လုပ်ပေးသွားမှာဖြစ်ပါတယ်။ Real Essential Construction နဲ့ Decoration ဟာဆိုရင်အတွေ့အကြုံရှိတဲ့ engineer တွေကျွမ်းကျင်လုပ်သမားတွေနဲ့စနစ်တကျတောင်းယူဆောင်ရွက်ပေးနေကြမို့လို့ customer တွေဘက်ကအိမ်သစ်ဆောက်လုပ်ချင်တာပဲဖြစ်ဖြစ်လက်ရှိအိမ်ကို renovation လုပ်ချင်တာပဲဖြစ်ဖြစ် interior decoration လှလေးတက်ဆင်ချင်တာပဲဖြစ်ဖြစ် Real Essential Construction and Decoration ကိုယုံကြည်စိတ်ချစွာအနိုင်နိုင်ပါရှင်။အလုပ်ကိစ္စအတွက်အသေးစိတ်စုံစမ်းမေးမြန်းချင်တယ်ဆိုရင်တော့ Facebook Page Messenger ဒါမှမဟုတ်ဖုန်းနံပါတ်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါရှင်။